စုတွေနေ့စင်တိုင်းမှာဖျက်ခင်ကဒီနေ့ကျွန်တော်ကိုကြွယ်ကားတယ်နော်ညတာမှာလည်းနေ့ချိတ်စွာအိပ်ပျော်တဲ့ခွင့်ပေးပြီးမှသူပြင်ဆင်ပေးတဲ့နေ့ရက်တင်မှာချီရတဲ့မိသားစုတွေနဲ့တွေ့ဆုံခွင့်ပေးတဲ့ဖျက်ရှင်နာမှာပုံကြည့်ပါစီလောကထဲမှာတရားပေးတဲ့ဒီနေ့ကျွန်တော်အသက်ရှင်တဲ့အခါမှာနော်တချို့တော်သူတွေကအောင်မြင်တဲ့သူတွေစီးပွားရေးလုပ်ငန်းရှင်တွေတချို့တော်သူတွေကနော်အရန်ကိုစင်ပြေတဲ့မိသားစုတွေမှာတချို့တော်သူတွေကနော်အလုပ်သွားဖို့အလုပ်နော်ရပြီးမှအလုပ်တွေလုပ်နေတဲ့သူတွေရှိတယ်ကဲတချို့တော်သူတွေကတင်ဒီလောကမှာနော်အသက်ရှင်တဲ့အခါမှာသူများလိုပဲလောက်ကင်နေရှိချင်တာအောင်မြင်ချင်တာငွေကြေးတွေအစင်တွေနော်ကိုလိုရာပစ္စည်းကိုဝယ်နိုင်တဲ့သူတွေဖြစ်ချင်တာနော်ဒီလိုဆိုလို့ရှိရင်ဒီနေ့မှာနော်ချစ်ရတဲ့မိသားစုတွေကိုကျွန်တော်နှုတ်ပတ်တော်နဲ့ကျွန်တော်မျှဝေချင်တယ်။ဘာလဲဆိုလို့ရှိရင်ကိုကအဲ့လိုမျိုးအခြေအနေအတိုင်းအတာတစ်ခုကိုလိုချင်တယ်ဆိုကိုလုပ်ရမယ့်အရာဒီတစ်ခုပဲရှိတယ်။အဲ့ဒီအရာကတော့ဘာလဲဆိုလို့ရှိရင်ဖယားသခင်ကိုဒီနေ့ကျွန်တော်အရင်ချီးမြှောက်ဖို့ရတဲ့လိုအပ်တယ်။ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတဲ့မိသားစုအယောက်စီတိုင်းကတင်ဒီယေရှုခရစ်တော်ဘုရားကိုမိမိအသက်ခင်ကယ်တင်ပိုင်ရှင်ဖြစ်လက်ခံယုံကြည်ထားတယ်ဆိုလို့ရှိရင်ဒီနှုတ်ပတ်တော်လေးကိုကျွန်တော်အယောက်စီတိုင်းကိုမျှဝေချင်ပါတယ်။တင်ဒီယေရှုခရစ်တော်ဘုရားကိုလက်ခံမယုံကြည်ရသေးဘူးဆိုရင်ကျွန်တော်နှုတ်ပတ်တော်ကိုနားထောင်ပေးဖို့ရန်အတွက်ကျွန်တော်ပြောချင်ပါတယ်။ဒီຢာကဘာဖြစ်တယ်လဲဆိုလို့ရှိရင်နှုတ်ပတ်တော်ကျွန်တော်ချက်ကြည့်အောင်နော်။ဒီຢာကတော့ဘာလဲဆိုလို့ရှိရင်တမယာဆိုရင်နော်ပထမဆာဆာအခန်းကြီး1အငယ်30မှာ1မှာဗာတွေ့ရလဲဆိုလို့ရှိရင်နော်လူရှိမှမျက်နှာရဖို့ရအတွက်နော်ဗာလဲဆိုလို့ရှိရင်ဖယားသခင်ကိုနော်ချီးမြှောက်ဖို့ရအတွက်ဖယားခင်ပြောထားတာဖြစ်တယ်နော်30နဲ့မှာနော်တမယာဆိုရင်ပထမဆာဆာအခန်းကြီး1အငယ်30နဲ့31ကိုကျွန်တော်ပြောချပြချင်ပါတယ်။ဘာလဲဆို31မတွားခင်မှာ31ခါခွေပိုင်းကိုကျွန်တော်တွားချင်တယ်။ဘာလဲဆိုငါ့ကိုချီးမြှောက်တော်သူတို့ကိုငါချီးမြှောက်မယ်။ငါ့ကိုမတင်မဲ့မင်ပြုတော်သူတို့သည်ဂုံအတည်ပြည့်ရကြလိမ့်မည်။နော်ပြောချင်တဲ့အရာကယနေ့ဖယားသခင်ကတင်းနဲ့ကျွန်တော်ကိုချီးမြှောက်ဖို့ရအတွက်အခွင့်အလမ်းတွေအခွင့်အရေးတွေအများကြီးရှိတယ်။အခွင့်အရေးတွေအများကြီးပေးထားတယ်။တင်းနဲ့ကျွန်တော်ကိုချီးမြှောက်ဖို့တင်းနဲ့ကျွန်တော်ကိုကောင်းကြီးပေးဖို့တင်းနဲ့ကျွန်တော်ကိုအတုံးပြုဖို့တင်းနဲ့ကျွန်တော်ကိုလူရှိဖယားရှိမှမျက်နှာသာရဖို့ရအတွက်သူဖယားသခင်ကတင်းနဲ့ကျွန်တော်ကိုကောင်းကြီးမင်္ဂလာပေးခြင်းနဲ့ဖယားဖြစ်တယ်။ဘာလဲဆိုလို့ရှိရင်အဲ့လိုမျိုးအကျိုးတွေခံစားရရှိအောင်ဖယားခင်ကိုအရင်ချင်းမြောက်ပါဖယားခင်ကိုနေရာပေးပါဖယားခင်ရှိမှတိုးရတာတွေတိုးဝင်ပါဖယားခင်ကိုဒါရွေးပုံပေးဖို့ရတဲ့ဖယားခင်လိုတော့ရှိတာဖြစ်တယ်ဒီလိုပဲလုပ်ငန်းရှင်တွေကကိုယ့်ရဲ့လုပ်အားခတွေရဖို့ရတဲ့လုပ်ငန်းရှင်စီမှာအရင်အလုပ်ရစမြဲမဟုတ်ဘူးလားဒီလိုပဲဖယားခင်ကတင်းနဲ့ကျွန်တော်ကိုကောင်းချီးမင်္ဂလာပေးခြင်းနဲ့တင်းနဲ့ကျွန်တော်ကိုကြားမှချင်းပေးခြင်းနဲ့တင်းနဲ့ကျွန်တော်ကိုခွန်အားပေးခြင်းနဲ့တင်းနဲ့ကျွန်တော်ကိုနှုတ်ပြစေခြင်းနဲ့တင်းနဲ့ကျွန်တော်ကိုတော့ဝါပြောတဲ့နေရာမှာပို့ဆောင်ခြင်းဒုဗိမဲ့ဖယားခင်ရှေ့တော်မှာအရင်တိုးဝင်လာပါဖယားခင်ရဲ့ရှေ့တော်မှာအရင်ရောက်အောင်တင်လာခဲ့ပါဖယားခင်ရဲ့ရှေ့တော်မှာတင်ရောက်လာပြီဆိုလို့ရှိရင်ဖယားခင်ရဲ့စကားပြောခြင်းဖယားခင်ရဲ့ဉာဏ်ပညာပေးခြင်းကိုတင်းနဲ့ကျွန်တော်ခံစားရမှာဖြစ်ပါတယ်ဒီလိုပဲเนาะဒီအရာနဲ့ပတ်သက်ပြီးဖယားသခင်ရှေ့မှာရောက်လာတဲ့သူတွေကဘယ်လိုအကျိုးခံစားရမလဲဆိုတဲ့ရောက်နှုတ်ပတ်တော်ကပြောထားတာဖြစ်တယ်ကျွန်တော်နှုတ်ပတ်တော်ချက်ကြည့်ရအောင်เนาะဒီအရာကတော့เนาะ135ကြိမ်မြောက်သောစာလံ135ကြိမ်မြောက်သောစာလံအငယ်7ကနေ15ကြည့်လိုက်မယ်ဆိုဒီနားမှာကျွန်တော်အရင်သဘောကျတဲ့တစ်ချက်လေးရှိတယ်ဒီအရာကတော့ဗာလဲဆိုလို့ရှိရင်เนาะအငယ်14မှာเนาะ135ကြိမ်မြောက်သောစာလံအငယ်14ကနေ15ထိဒါပေမဲ့14ကကျွန်တော်အရင်သဘောကျတဲ့အရာတစ်ခုရှိတယ်ဒီအရာကတော့ဗာလဲဆိုလို့ရှိရင်ထာဝရဘုရားဒီတင်တို့နှင့်တင်တို့သားမီးတို့နဲ့မင်္ဂလာကိုတိုးပွားစေတော်မူမည်ဟာလေလုယာဖျားရှင်နာမပုံကြီးပေးဖျားခင်နာမပုံကြီးပါစေဖျားခင်ရဲ့နာမကိုဘုံရင်ပေးရအောင်နော်ဘာလဲဆိုလို့ရှိရင်တဲ့ဖယားခင်ရဲ့ရှေ့တော်မှာရောက်လာတဲ့သူကားတဲ့တင်နဲ့တင်သားသမီးတို့ကိုသားမီးတို့ကိုမင်္ဂလာကိုတိုးပွားစေမယ်မင်္ဂလာကိုဖြစ်စေမယ်ဖျားကတင်နဲ့ကျွန်တော်ကိုးကွယ်တဲ့ဖျားဖြစ်တယ်ဒါကြောင့်မို့မိသားစုတူတယောက်စီတိုင်းနော်တင်ဟာဖယားခင်ရဲ့ကောင်းကြီးပေးခြင်းဖျားခင်ရဲ့ချီးမြှောက်ခြင်းဖျားခင်ရဲ့လမ်းပြခြင်းဖယားခင်ရဲ့အောင်မြင်ခြင်းပေးတဲ့အရာကိုတင်လို့ခြင်းနဲ့ဆိုလို့ရှိရင်ဖယားခင်ရဲ့ရှေ့တော်မှာတင်ရင်တိုးဝင်လာပါဖယားခင်ရဲ့မဆာခြင်းလက်တော်ဒီသ
တင်နဲ့ကျွန်တော်ပြင်တာမကပဲတင်နဲ့ကျွန်တော်ရဲ့သားတွေမြေးတွေဖယားခင်ကမဆာခြင်းလက်တော်ခံစားရမယ်ဆိုတဲ့နှုတ်ကပတ်တော်လေးနဲ့အရောက်စတိုင်းကိုမျှဝေပါဖြစ်ပါတယ်ကျွန်တော်ရဲ့နှုတ်ကပတ်တော်ကိုနော်ကြားနာခြင်းအဖြစ်နားထောင်ခြင်းအဖြစ်စုံတစ်ခုတော့ဖယားရဲ့တို့တိချင်းစကားပြောခြင်းခံစားရမယ်ဆိုရင်ကျွန်တော်ရဲ့ YouTube အကောင့်ကို subscribe like and share comment လေးရေးပေးစေချင်လို့ပါတယ်။ဘာလဲဆိုရင်ဒီဗီဒီယိုမှာကျွန်တော်ရဲ့နော်ဗီဒီယိုတွေကအများကြီးတင်ပေးမှဖြစ်တဲ့အတွက်ကြောင့်မို့အရောက်စီတိုင်းဒီ YouTube အကောင့်ကိုကျွန်တော်နော်ဒီ YouTube အကောင့်မှာကျွန်တော်တင်ပေးမှဖြစ်တဲ့အတွက်အရောက်စီတိုင်းကိုကျွန်တော်ဗီဒီယိုကိုကြည့်ချင်အားဖြင့်နော်ခွန်အားရတယ်ကြိုက်တယ်နော်ထပ်မံ၍ကြည့်ချင်နေတယ်ဆိုလို့ရှိရင်ကျွန်တော် YouTube အကောင့်ကို subscribe like and share comment လေးရေးပေးစေချင်ပါတယ်။ဘာလို့ဒီဗီဒီယိုတွေကိုနော်ဖခင်ခင်ကျွန်တော်ပြောတဲ့စကားတွေကိုနေ့ရက်စဉ်တိုင်းမှာကျွန်တော်ဗီဒီယိုကနေတင်ပေးမှဖြစ်တဲ့အတွက်ကြောင့်အရောက်စီတိုင်းကိုတောင်းဆိုပါတယ်။အရောက်စီတိုင်းပေါ်မှာဖခင်ခင်မဆာရှိပါစေ။